အဖော်ရီမြန်ဆရာတော်ဘုရားကြီးနတ်တော်သူသာသနာပြုစခန်းအပတ်စဉ်လေးတရားစခန်းပွဲ၌25ရက်3လ69ခုနှစ်တွင်ဟောကြားတော်မူသောတရားတော်တရားအားထုတ်တယ်ဆိုတာအရှိကိုအရှိတိုင်းပေါ်လွင်ထင်ရှားအောင်ရှုမှတ်ဆင်ခြင်ပေးတာလေးကိုဆိုတာပါပဲဟုတ်ကလားလားဟိုတရားရှာတယ်တို့သာလို့တော့တမေပကလို့ဆိုတာပေါ့လေတရားရှာတယ်ဆိုလို့တို့ကျွဲပြောင်းငွားပြောင်းရှာတယ်လို့မဟုတ်ပါဘူးဟုတ်ကလားဟိုကိုရှိသမားနဲ့လည်းခဏခဏဥပမာပေးခဲ့ပြီပဲလေအဲ့တော့အရှိတိုင်းပေါ်ဝင်ထင်ရှားနေတာပါဟုတ်ကလားဒါဖြစ်လို့တို့ဆွဲသိတာမရှိတာကိုရှိလို့ပြီးပြနေလို့ဟုတ်ကလားဆွဲသိတာတို့ကိုမရှိတာကိုရှိလို့ပြနေလို့ဟုတ်ကလားသူပြတဲ့အတိုင်းနဲ့တို့လုပ်ခဲ့ရလို့ဘယ်မှလည်းများလာရပြေမားမှုကျူးလွန်မှုတွေကလည်းရှိတွက်နိုင်တော့ဟုတ်တယ်လားဟုတ်ကလားဟိအဲ့တော့တို့ခုဒီကျူးတယ်ဆိုတာအရှိကိုအရှိတိုင်းပေါ်လို့ထင်ရှားချင်တာပဲလေတရားသူကြီးအမှုစစ်တယ်ဆိုတာအရှိတိုင်းပေါ်လို့ထင်ရှားချင်တာမဟုတ်ဘူးလားအရှိကိုအရှိတိုင်းပေါ်လို့ထင်ရှားချင်လို့တရားသူကြီးတရားသိပြီးတို့ဒီမှာလည်းဒီတိုင်းပဲအရှိကိုအရှိတိုင်းပေါ်လို့ထင်ရှားချင်တာဗျာဟုတ်ကလားဗျာအဲ့တော့အရှိကဘာတော့ငါမရှိဘူးမမြဲဘူးမကောင်းဘူးမပိုင်ဘူးဒါတယ်ဟဲ့အရှိတရားကတော့ဒါပဲလေအဲ့တော့သွဲသိတာကငါရှိတယ်မြဲတယ်ကောင်းတယ်ပိုင်တယ်ဒါသွဲသိတဲ့ကထင်တယ်ရဟုတ်ကလားအဲ့သွဲသိတာတော့ငါရှိတယ်ဒီလိုပြောမှာပဲလေဟုတ်ကလားအဲ့တော့ငါမရှိကြောင်းသိအောင်တို့ကဒီအထိနဲ့သိနဲ့ရုပ်နဲ့နှစ်ပါးလုံးလို့ခွန်တာခန္ဓာကိုယ်ပေါ်စိုက်ကြည့်တာတယ်ဟုတ်ကလားအဲ့ခန္ဓာကိုယ်ပေါ်စိုက်ကြည့်တဲ့အခါကျတော့လေခန္ဓာမှာရုပ်ခန္ဓာနာမ်ခန္ဓာနှမျိုးရှိတယ်တဲ့ရုပ်ခန္ဓာပေါ်စိုက်ကြည့်ရမှာတယ်ဟဲ့ဘာလို့ရုပ်ခန္ဓာပြီးဒုက္ခပေါင်းစုံတို့ရဲ့သူဝေးရာဖြစ်ခြင်းကြောင့်တကြောင်ဟုတ်ကလားဗျာပြီးတော့ထေရှားရှိခြင်းကြောင့်တကြောင်တဲ့နာမ်ခန္ဓာဆိုတာယုံတစ်ခုထိမှထပေါ်တဲ့ဧည့်တယ်ပဲကွဒီယုတ်ကတော့ဖြစ်စီကြီးဆက်စနေတာထင်မဗျာပြီးတော့ဒုက္ခမနမြလည်းကံဖြစ်စီမှုလည်းခန္ဓာကိုယ်ရုပ်ခန္ဓာမှာပေါ်မှာထင်တယ်ဟဲ့စိတ်ဖြစ်စီမှုကြီးရဟောပြီးတော့ဥဒုဖြစ်စီမှုဟောဗျာအာဟာရဖြစ်စီမှုဟောဗျာရုပ်ခန္ဓာပေါ်မှာပေါ်နေတယ်ဟုတ်ကလားဗျာအဲ့တော့သူတို့ဖြစ်စီသလောက်ဒီမှာရုပ်ခန္ဓာကြီးပြည့်စည်နေပြီဟုတ်ကလားဗျာအဲ့တော့ပြည့်စည်ရင်တို့ဖြစ်စီတယ်ဆိုရင်တော့ဒဏ်ရာရမှာပေါ့လေဒဏ်ရာရတော့ဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်ဖြည့်စည်ရင်ဒါနဆိုတာပေါ်သမီးပဲမဟုတ်ဘူးလားဒုံနဲ့ဖြည့်စည်ဒါနဲ့ဖြည့်စည်ပေါ့ဒုံနဲ့ဖြည့်စည်ဒုဒဏ်ရာတော့ရမှာပေါ့ဒါနဲ့ဖြည့်စည်ဒါဒဏ်ရာတော့ရမှာပဲတင်လေဟဲ့ဟုတ်ဒဏ်ရာရှိရင်ဝေဒနာပေါ်မှာပဲပေါ့ဟုတ်ကဲ့ဝေဒနာပေါ်သမီးဟာဒဏ်ရာရှိလို့ပဲတင်လေဟဲ့ဟုတ်ကလားဟဲ့အဲ့တော့ဒဏ်ရာရှိဝေဒနာပေါ်မှာပဲအဲ့တော့အဲ့ဒီပေါ်တဲ့ဝေဒနာပေါ်မှာငါရှိမရှိငယ်မင်းကောင်းမကောင်းဆိုင်မပိုင်ဒါတို့သိချင်တာပဲအရှိတိုင်းသိချင်တာပဲဟုတ်ကလားဗျာအဲ့တော့သူသာအထုတ်ကြရတာလည်းပြောခဲ့ကြပါတယ်တစ်ဖက်ကသွဲစိတ်နဲ့ဒီဘက်ကမှတ်စိတ်နဲ့ဟုတ်ကလားစိတ်ကလေးဒီပိုင်းကိုယ်ပိုင်းလို့ပြီးတော့နယ်လူနေကြတာတယ်ဟဲ့ဟုတ်ကလားသူသွဲစိတ်ဘက်ကငါရှိတယ်မြဲတယ်ကောင်းတယ်ပိုင်တယ်ဒါတယ်ဟဲ့အဲ့ဒီဟာကိုတို့ယောဂီတို့ကမေ့မေ့ကြီးနေရင်သူကမေ့တော့သဘောကျတယ်ဗျာဟုတ်ကလားမေ့တဲ့ပုဂ္ဂိုလ်ကိုအဲ့ဒီသွဲသိကအလွန်အားကိုးဗျာအလွန်ချစ်မြတ်လို့ဗျာမြောက်စားလိမ့်မယ်မြောက်ပြီးစားမှာဟုတ်ဗျာသွဲသိတိုင်းမေ့နေသူကိုအလွန်အားကိုးဟုတ်ကလားမေ့သူကသူပြောတယ်လို့ဖြစ်နေတာဟုတ်လားဟုတ်ကလားဗျာမေ့သူတာတယ်သူခိုင်းတယ်လို့ရဘူးဗျာဟုတ်ကလားဗျာအဲ့တော့သူကဒီသွဲသိကတို့ယောဂီတို့ဘက်ကသာမိတ်နေကြီးနေရင်သူအလွန်သဘောကျဟုတ်ကလားဗျာဘာဖြစ်လို့တော့ခင်ဗျားတို့အဲ့လိုမိတ်သူတွေများလာရင်သူကအာဝိဇ္ဇာနိုင်ငံတည်ဆောက်ခြင်းလို့သူ့နိုင်ငံကအာဝိဇ္ဇာနိုင်ငံတယ်ဟဲ့ဟုတ်ကလားဗျာတို့ဘက်ကဒီ
ဘာတော့ဖျားရှင်ရဲ့ဆုံးမခိုင်းနေတာတော့တမီးတော်များကြတော့မှတ်စိတ်နဲ့သွားမှာထင်တယ်ဟဲ့ဟင်မှတ်စိတ်နဲ့သွားရမယ်အဲ့တော့မှတ်စိတ်ကမမေ့တဲ့ယောဂီကိုအလွန်အားကိုးဟင်ဟုတ်ကလားသူမှတ်တယ်တော့မမေ့မလျော့မပေါ့မဆတယ်ဟဲ့ဟင်မေ့ရဘူးတဲ့ဟုတ်ကလားလျှော့နေတဲ့ခတ်တင်းလေးပါတဲ့ဟုတ်ကလားရေရေလေးတင်းလေးကြည့်သားမှာလို့ဆိုလို့တဲ့ဟုတ်ကလားမပေါ့နေတဲ့ဟုတ်ကလားဟင်အခုကောင်းနေမဲ့ဒီကနေ့အရှင်တွေနဲ့လက်ထံမှာသိနေတယ်လေဟုတ်ကလားဟင်နေဖို့တာတို့မတိကြရှိရမယ်တီးဖို့တိကြတယ်လေဟုတ်ကလားဘယ်တော့ပေါ့နေလဲဟုတ်ကလားရားတော့ကလေးဟုတ်ကလားတို့ရှိခကြီးဟင်သွားနေမှာသွားနေအောင်ဟုတ်ကလားပြီးတော့ဆမနေလေတဲ့ဟုတ်ကလားဟင်တော်ဒီလူဟုတ်ကလားမော်ဒီလူဟုတ်ကလားဆမနေပါနဲ့တဲ့စောမှုကြီးစစ်လိုက်ပါလားမောမှုကြီးစစ်လိုက်ပါလားဟုတ်ကလားဗျာဟင်ဆမနေပါနဲ့တဲ့အချိန်ဟုတ်ကလားအဲ့ဒါမမေ့မလျော့မပေါ့မဆဒီလိုတယ်ဟဲ့အဲ့ဒါနဲ့အညီလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုမှတ်စိတ်ကအလွန်အားကိုးတဲ့ဗျာဟုတ်ကလားဘာလို့ဆိုအဲ့လိုပုဂ္ဂိုလ်မျိုးတာသူဖော်ထုတ်ပြမှာဟာကိုတလီတကားနဲ့လိုက်နာပြီးကြည့်မှာမို့တဲ့ဗျဟုတ်ကလားဗျာအဲ့တော့ဒီနေရာမှာကိုယ်ဘက်ကမှတ်စိတ်ထင်တယ်ဟဲ့တော့မှတ်စိတ်ကဝိဇ္ဇာနိုင်ငံတော်တည်တော့ဖို့ထင်တယ်ဟင်တို့မဟုတ်အနတ္တနိုင်ငံတော်တည်တော့မှထင်တယ်ဟဲ့ကိုယ်ဘက်ကသွဲစိတ်ကအဝိဇ္ဇာနိုင်ငံတော်ထင်တယ်ဟဲ့ဟင်ဟုတ်ကလားဗျာသူကအတ္တနယ်ပဲတည်ထောင်လို့ဟုတ်ကလားဟင်သူကအတ္တဝါဒနဲ့အနတ္တဝါဒဟုတ်ကလားဒီအစိုးရတစ်ခုတည်းရင်တော့ဝါဒတစ်ခုတော့ကြီးညာတာမဟုတ်လားဟဲ့အဲ့တော့အတ္တဝါဒနဲ့အနတ္တဝါဒမဟုတ်လားဟုတ်ကလားဒီလိုဆိုရင်ဒီနှစ်ခုဟာဘယ်နဲ့တော့ဆန့်ကျင်ဘက်ဆန့်ကျင်ဘက်ဘယ်လောက်ဆန့်ကျင်တော့ကန့်လာကြီးကိုကန့်လာကြီးတော့မလုပ်ပါနဲ့ဗျာကြောင်းမြန်ပြောပြချတာမှာကန့်လာကြီးဆန့်ကျင်တယ်ဆိုဘယ်ဘက်ကကန့်လာမှာတော့တို့ယောဂီတွေကကန့်လာဖြစ်နေတာလည်းတူပါတယ်ဟင်အဲ့တော့ဆန့်ကျင်ဘက်ကကြောင်းမြန်ကိုဆန့်ကျင်နေတယ်ဟုတ်ကလားဗျာအဲ့တော့ဆန့်ကျင်တယ်ဆိုရင်တော့ယောဂီတို့ဘက်ကမှတ်စိတ်ကိုသုံးရင်ထိုးစိတ်ဖြစ်ရင် तू ကတွဲစိတ်ကခုခံလိုက်မနော်အသာတကြီးတော့ခမားတို့ကိုရှောရှူရှူသွားပွင့်ပြေးနေမှမထင်ဘူးဟုတ်ကလားဗျအလွယ်တကူတော့ခမားလက်နဲ့ချလိုက်မှမထင်ဘူးချဘူးထင်တယ်ချဘူးတူပဲခုခံမှာပဲဟုတ်ကလားတို့ဘက်ကမှတ်စိတ်ဘက်ကထိုးဖောက်ရင် तू ခုခံမှနေမှာဟုတ်ကလားတကယ်လို့တို့မှတ်စိတ်ဘက်ကပြောညရင်တော့ तू ကထိုးစိတ်ပြန်ထင်လိုက်မနော်ဟုတ်ကလားကိုယ်ဘက်ကသာညာနေတာသူ့ဘက်ကကြတော့ညာလိမ့်မယ်ထင်တော့ပေးအောင်တတ်မှာခင်ဗျားတို့ဟုတ်သူ့ဘက်ကသာထိုးစိတ်ထင်တော့ပေးပြီးသားမှတ်တော့ခင်ဗျားတို့ဟုတ်ကလားဗျာအဲ့တော့ဒီနေရာမှာတို့ဆွေးနွေးဖို့အသွားနဲ့အတားဆိုတာလေးဒါဆန်းကျင်ဘက်ထင်တယ်အသွားနဲ့အတားဆိုတာပေါ်လာတယ်ဟုတ်ကလားဗျာတို့စာလို့တော့အသွားကိုဆံလို့စကားပြောတယ်ရှုမှတ်မှုကိုလေရှုမှတ်ဆင်ခြင်မှုကိုစာလို့ဆံခုယောဂီတို့သုံးနေတာအဲ့ဒါဆံဟုတ်ကလားပါဠိလိုတော့ဆံပေါ့လေဟုတ်ကလားယောဂီတို့နေကြတော့ရှုမှတ်ဆင်ခြင်ဖို့ဒီလိုပြောမှတယ်အဲ့တော့ဒီဘက်ကဆံရှိရင်ဟုတ်ကလားဟိုတို့အတားဘက်ကလည်းရှိလိမ့်မယ်ဟုတ်ကလားဗျာသူကြတော့တို့ကနိဝရဏလို့ပါလိမ့်လို့သုံးမဗျာအတားအစီပေါ့ဗျာအတားဆိုတာအစီပဲမဟုတ်ဘူးလားဒါမို့နိဝရဏဆိုတာသူ့နောက်မှာကိလေသာတွေတပုံတစ်ခေါင်းပါဟုတ်ကလားဒီအသွားဖြစ်တဲ့သံဘက်လေအမြတ်တရားတွေဖြစ်တဲ့ဘူစင်မဲ့ကင်းအကုန်ပါဟုတ်ကလားသူ့စုနဲ့သူပဲလေသူဟာသဘောသူ့စုနဲ့သူတပ်ဖွဲ့တွေဝင်နေကြမှာပဲဗျာဟုတ်ကလားအဲ့တော့ဟိုဘက်ကလည်းအတားဆိုတာနိဝရဏလို့ပါလို့သုံးမှာဗျာဟုတ်ကလားသူ့ဘက်ကကြည့်ရင်တို့ကံလို့ပဲပြောကြဘူးဒီဘက်ကဆံဆိုဟိုဘက်ကကံဖြစ်မှာပေါ့ကွဟုတ်ကလားကိုပြုခဲ့တဲ့ကံတိုင်းဒီမှာလာဆွဲနေတာတယ်ဟဲ့ကံပြုတော့ကလည်းငါရှိတယ်နေတယ်ကောင်းတယ်ပိုင်တယ်ဒီယုံကြည်ခြင်းနဲ့လုပ်ကြတာမဟုတ်ဘူးလားအဲ့တော့ဒီဘက်ကကံအုပ်စုလို့ပြောဟိုဘက်ကကံအုပ်စုလို့ပြောလို့အဲ့လိုဆိုကောင်းမှာတယ်အဲ့တော့တို့ယောဂီတို့လက်ထဲမှာအများရှိတာတော့ကံအုပ်စုရှိမှာပါလေ
စာရီပြည်တဲ့ကြလည်းကံနဲ့ပြည်တယ်လည်းကြတာဟိုရဟုတ်ကလားဗျာအဲ့တော့ကောင်းစုပဲရှိမှာပဲအဲ့တော့တို့ဒီအတားဘက်ကဘသူတီတုံးကာမိသန္တပါဠိလိုလေလူချင်းစိတ်ကိုဆိုလိုတာပါဗျာလူချင်းသန္တကိုပါဠိလိုကာမိသန္တဟုတ်ကလားဒါလည်းအတားဘက်ကခေါင်းဆောင်လို့မှတ်ထားသူခေါင်းဆောင်ဟုတ်ကလားသူရွာတဲ့စကားပြောရင်တော့ထုတ်စီးတိုးတဲ့နေရာခေါင်းဆောင်ဆိုတာရှိတယ်ထုတ်စီးတိုးတာလည်းအသွားနဲ့တားတယ်ဟဲ့သူမဟုတ်အတိုးနဲ့စီးတယ်ဟဲ့အတူတူပဲအသွားနဲ့တားဆိုတာနဲ့အတိုးနဲ့စီးတူတူပဲဟုတ်ကလားဗျအဲ့တော့အဲ့ဒီကာမဆန္ဒရှိတယ်လို့နောက်ကဗျာပါဒဆိုတာလည်းရှိဟုတ်ကလားဗျာပါဒဆိုတာနှလုံးမတားမှုဆိုလိုပါဗျာအကုန်လုံးပေါ့လေအာမလို့အာမရမို့မခံကြည့်မခံတာမှုအကုန်လုံးအဲ့ဒါဗျာပါဒတဲ့ထည့်လိုက်ခုဟုတ်ကလားဗျာပြီးတော့ထိနမိတ်တပါဠိလိုပြောတာဗျာဗမာလိုတော့ထိုင်မှန်းမှုပြင်းမှုဟုတ်ကလားဒါကဟိုထိုင်မှန်းပြင်းမှုဆိုတာသာတဲ့အတိုင်းပြောတာပါဗျာဗမာလိုပြောရင်တော့ဟိုပါပေါ့လေစိတ်ဓာတ်ကြဆင်းမှုပြောမှာပေါ့ဟုတ်ကလားဟင်အာမပါတော့ဘူးတင်လေစိတ်ဓာတ်ကြဆင်းမှုလေလှုပ်ချင်ကြင်ခြင်းစိတ်နေတာကိုထိနမိတ်တပြောရမှာပါဟုတ်ကလားထိုင်မှန်းမှုပြင်းမှုဆိုတာလှုပ်ချင်ကြင်ခြင်းစိတ်နေတာမဟုတ်ဘူးလားဟုတ်ကလားပြီးတော့တို့နံပါတ်၄ကြတော့ဥဒိစ္စကုတ်ကုတ်စပဲဥဒိစ္စဆိုတာပြောင်းလဲမှုဟုတ်ကလားဟိကုတ်ကုတ်စဆိုတာပူပန်မှုဟုတ်ကလားအဲ့ဒါနံပါတ်၄ဟုတ်ကလားကာမိသန္တာရဲ့နောက်လိုက်တီလို့မှတ်ခဲ့ဟုတ်ကလားပြီးတော့ဝီတိကိစ္စဟုတ်ကလားခြိတုံချတော်စိတ်ကိုဆိုလိုသည်ဒုတိယစိတ်ကိုဝီတိကိစ္စလို့သုံးဟုတ်ကလားဒါတို့ဘယ်ဘက်ကတော့ဟိအတာဘက်ကဟုတ်ကလားအခီဘက်ကဟုတ်ကလားအဲ့တော့ဖရာတရားတော်ကတော့အကုန်လုံးတလောကလုံး30ပုံလုံးရှိသမျှကိုပဲဥတီဟောထားတာပါတို့ကတော့မင်းသိခံတော့စောင်းပြောမှာပါလေတရားသမားဆိုတရားသမားနဲ့ပတ်သက်တာပြောရမှာပေါ့ဟုတ်ကလားအဲ့တော့လာကတဲ့ကတရားလူကျင်လို့တရားလူကျင်စိတ်နဲ့လာတာတယ်ငါတရားရအောင်ငါတရားလူကျင်လို့ဒါကသလာမှာအဲ့တော့အသွားနဲ့လာသလားအတားနဲ့လာသလားဟုတ်ကလားအဲ့တော့အတားကိုခေါ်လာတယ်ခင်ဗျားတို့အဲ့တော့အဲ့ဒီလူကျင်စိတ်ကြီးနဲ့လှုပ်တော့ကျွတ်တို့ရင်ပြောတဲ့အတိုင်းဆိုဘဝင်ငြိမ်ပါမလားစိတ်တော်ထိုင်ကြပါမလားဒီလိုဆိုကာယဝိဝေကပူခိမ့်ငြိမ်ပါမလားဒီလိုဆိုစိတ်တဝိဝေကစိတ်တော်ခိမ့်ငြိမ်ပါမလားရိုးရင်းဆံကထဲမှာအမှုပေါ်လို့ထုံးစံပဲတော့မရှိဘူးဟုတ်ရိုးရင်းဆံကတဲ့ဘသူတရားခံမလို့ပြောလို့ဖမ်းလို့မရတယ်လို့ပဲဒီမှာလဲဘုံမမငြိမ်တော့တာအဲ့ဒါကြီးကိုမရရခေါင်းလာလို့ဟုတ်ကလားပေပြီးတေပြီးမခံသိကြီးနဲ့လုံနေပြပါရထင်တယ်ဟိတရားကတော့သူပြဟိုမှတ်တော့ပြနေတာပဲလေချုပ်ွယ်ထဲမှာဝင်နာမှတ်တော့ဘယ်လိုပြတော့ထွက်တာမှတော့ဘယ်လိုပြတော့ဒါတရားမဟုတ်ဘူးလားတရားပဲပြဟိုမှတ်တော့ပြနေတာပဲလေဟုတ်လားစိတ်ထိုင်မကြတဲ့ယောဂီဟိုခန္ဓာကိုယ်ကဘာပေါ်မှာတော့ဝေဒနာပေါ်မှာပေါ်ဗျမဝေဒနာဆိုတော့ရမ်းတုတ်တာဘယ်ဝေဒနာတို့နာရကျင်နာပေါ်မှာပေါ်ဗျစိတ်ထိုင်မကြတာရင်စိတ်ထိုင်မကြတဲ့ပုဂ္ဂိုလ်ရဲ့ဟွာလေလက်ဆောင်ရလာစိတ်ထိုင်မကြလေသူကရော့ညာစပါဦးရော့ဝါကြီးတုံးပါဦးလာမယ်ဟုတ်ဗျာအဲ့ဒါဖောက်ပဲတော့ဟုတ်ကလားဗျာအဲ့ဒါနာတော့လေနာတာလေးကလည်းနာကြောင်းကိုနင်းနေကွက်ကနေပေါက်ကနေပြနေတာပဲလေတရားကတော့တရားဘက်ကမပြတဲ့ချိန်မှရှိပဲနဲ့တခုမဟုတ်တခုတော့ပြနေမှာပဲဟုတ်ကလားဗျာပြနေပါဗျာခန္ဓာဖြစ်စဉ်ကြီးလေသို့တော့ဒီလောက်တွေ့တာနဲ့ခင်ဗျားတို့အားရသလားတရားကိုတရားလို့ဟောထင်မလားတရားလို့မှထင်ပဲဟာဒီဗျာဟောဗျာခင်ဗျားတို့စောင့်ပြောတယ်ထင်လို့လားတရားလို့မှထင်ပဲနဲ့ဟုတ်ကလားဗျာပြနေတာပဲဟိုကတော့သို့တော့ဓာတွေ့တာလည်းတရားမထင်တော့ကြော်ပြီးတော့ပဲအာမရနဲ့ကုန်ပေပြစ်ပတ်လုံးမရ
လောက်ပြီးထင်တယ်ဟဲ့ဟင်အဲ့တော့လူချင်းစိတ်ကြီးဘလောက်ဟိုဘက်ကမခံရင်စိတ်နဲ့လုံနေပြီဟုတ်ကလားဗျာအဲ့တော့မခံရင်စိတ်နဲ့အဲ့လိုကြီးတင်းပင်ညှပြီးပေးပြီးချုပ်ပြီးလုံတော့ဘဝင်ကငြိမ်းရောလားရဟင်ဘဝင်မငြိမ်းနှလုံးအိမ်နဲ့ပုတ်ပုတ်ဆိုနေမှာပဲလေဟုတ်ကလားဗျာအဲ့တော့နှလုံးသွေးဘယ်လိုမှကြည်နိုင်ဘူးမကြည်ဖြစ်ဖြစ်တယ်ဘယ်လိုမှမြင်နိုင်ဘူးဗျာဟုတ်ကလားဗျာမြင်နိုင်ဘူးလားမြင်နိုင်ဘူးဗျာဟင်ဘာလို့ဗျာဘာလို့ဗျာဟုတ်ဗျာဟုတ်ကလားဟုတ်ကလားဟောဖះဟောတဲ့ဘာမှမရှိဘူးဆိုတာဒါများလေလားဟုတ်ကလားဟုတ်ကလားဟဲ့တုံညတာသွားဒါထင်လေဟုတ်ကလားဗျာဘာတွေ့ဘူးဗျာဟိုနှလုံးအိမ်မှာဟိုညီမမငြိမ်တော့တာကြီးအကြည့်တတ်မှမပေါ်တော့တာကြီးဟုတ်ကလားဒါကခင်ဗျားတို့တထိုင်နေဖြစ်တာလားတရေတင်ဖြစ်တာလားဟုတ်ဘယ်လိုရှိသွားဘလို့ဟင်ရုံးမသေးရှိသွားပါလေအဲ့တော့ဘယ်တော့ကြည့်ဒါပြီးတော့ထူပါဘူးကွာဆိုတော့စိတ်ဓာတ်ကကြာသွားဆိုအဲ့တော့ဘယ်နဲ့တော့ထိုင်နေမှုပြင်းမှုပေါ်မလာဘူးလားလာပြီးနံပါတ်3ဟုတ်ဗျာထိုင်နေမှုပြင်းမှုကြီးနဲ့ဟုတ်ကလားဟင်ဟာလာမနေ့ကပြောရင်4နာရီ6နာရီ7နာရီ12နာရီအဲ့ဒီချင်းကြခွေးဦးကြီးနဲ့သုံးကလည်းထိုးတူဗျာဟင်အဲ့တော့သူနဲ့သုံးထိုးလို့လားတာထင်တယ်ဟင်4နာရီဆိုလဲခွေးဦးကြီးနဲ့သုံးကထိုးလာတော်နဲ့ဟင်အဲ့တော့ဘယ်နဲ့လို့စိတ်ပါလဲပါပေါ်ပါပဲလားဟင်တော်လည်းပဲလားတန်လုံးကတို့ကြည့်ပေါ့လေပေါ်ဟင်လန်ဆန်တက်ကြောမဟုတ်ဘူးလားဟာဗျာဘယ်လိုတော့ဗျာဟင်အောင်မအဲ့လိုဖြစ်လာတော့တော့ကတော့ကဲနေရာပြောင်းလို့မှတယ်နဲ့တရားကဲဟင်နေရာတော့ပြောင်းတော့ကပြီးပြီတဲ့တရားတို့တော့တော့ကတော့ဖြစ်လာတယ်ရှိရတော့နေရာပြောင်းတော့ပြီးပြီတဲ့ဗျာအမပေးစနစ်နေတာနေရာတွေပြောင်းရအောင်ဆိုဘယ်လိုနေကြမလဲလားထိုင်နေကြီးဆိုတာပေါ်လာတယ်ဟုတ်ကလားဗျာဘောင်းတော့လူချင်းစိတ်အာမရစိတ်နဲ့လောက်တဲ့ပုဂ္ဂိုလ်ဒီဟုတ်ကလားစိတ်လည်းဘယ်လိုမှရှင်နေတော့ဘူးလေလုံးနေပြီကိုယ်လည်းလုံးနေပြီဟုတ်ကလားထိုင်နေကြီးပေါ်မယ်အဲ့ဒီပေါ်လို့ဘယ်လိုမှမရလို့လေတင်းလုံးလေတင်းလုံးလေပြန်လေလေပဲဟင်ဥဒိစ္စဆိုတော့ပြန်စိတ်ပေါ်နိုင်ဘူးလားဗျာအဲ့ဒီချင်းကြရင်ဥဒိစ္စပေါ်လို့နောင်တာလည်းပေါ်နိုင်တယ်ငါဘယ်တုံးရတာဘယ်လိုလုပ်ခရရင်ကောင်းတာဖြစ်ခဲ့ရင်ပေါ့လေဟုတ်ကလားမကောင်းတာဖြစ်ခဲ့ရင်လည်းဘယ်တုံးကငါဘာလုပ်ခဲ့မိလို့အဲ့ဒီတုံးကသာမလုပ်ခဲ့မိနဲ့ဟောနောင်တာစိတ်ဒါကလည်းစိတ်ကိုခလောက်ဆန်တော့မယ်တွားလန်းကိုတွားခွင့်မရအောင်လေဖြစ်စဉ်လေးတိုင်းကောင်းအေးစိတ်ထိုင်ကြမယ်ရှုခွင့်မရအောင်ကိုနောင်တစိတ်ကလည်းတို့ဆွဲစိတ်ကနေတော့လှုပ်တော့မယ်ဟုတ်ကလားဗျာဒါကောင်းပေါ်နိုင်ဘူးလားဒါလည်းပေါ်မှာပဲပေါ်နိုင်တာလားပေါ်တာလားဟုတ်ကလားဗျာနောင်တစိတ်ကလည်းပေါ်မှာဗျာကျန်းစိတ်ရှိသလောက်နောင်တစိတ်ဝင်တာပဲလေဘာဖြစ်လို့တော့အဲ့ဒီကျန်းစိတ်ပြီးအဆွဲရပါတာတယ်ဟဲ့အတိတ်ကကိုလို့ခဲ့တဲ့အဆွဲရှိရဟောသူဆွဲခေါ်မသွားနိုင်ဘူးလားအဆွဲရဆွဲခေါ်လိမ့်မယ်ဟုတ်ကလားဗျာဆွဲခေါ်မှာပဲအဲ့တော့ပြန်သိချင်ရင်ပူစိတ်တဲ့ပေါ်မှာပဲနောင်တစိတ်ဆိုတာတို့နောက်ကပြုကျင်ကြတာပြန်အာရုံပြုပြီးတော့မကောင်းစိတ်ဝင်နေတာလေစိတ်နှလုံးမသားရတာကိုဆိုလိုတယ်ဟုတ်ကလားဗျာအဲ့လောက်ဒီအခြေအနေဖြစ်လာရင်ငါဆက်ပြီးအားထုတ်လို့ဖြစ်နိုင်ပါမလားတွေးဟာလေးလေဆွဲစိတ်ကလာတော့မယ်အဲ့လောက်ဖြစ်ရင်တော့ဟိုလက်ဆောင်လေးရဟောလက်ဆောင်ထုတ်ကသေးသေးဖြစ်သွားမလားကြီးဖြစ်လာမလားနာကျင်ကြိုက်ခဲမှုကလည်းလေလက်ဆောင်ရပြီးသေးလေးကလေအကြီးဖြစ်လာမှာဗျာပြီးတော့မထိုင်မမှန်ကြလို့သူကလာမိတ်ဆက်ပြီးထင်တယ်
ဟုတ်ကလားအထိုင်မှကြံနေသူကရင်လာတော့မှထင်တယ်ကြာတော့ခင်ဗျားတို့ငယ်ကြောက်ကြီးဖြစ်နေပြီထင်တယ်ငယ်ကြောက်ကြီးဗျာဟင်ဟိုသူကမှမလာဘူးတို့ဟိုကဟိုလှမ်းပြီးဖိတ်နေတို့လာတော့မှထင်ပါရဲ့လာတော့မှထင်ပါရဲ့ဟင်အဲ့တော့လာတော့မှထင်ပါရဲ့ကိုလာကိုလာပါဗျာခင်ဗျာဟုတ်ကလားဗျာအဲ့လာတော့မှာပဲအဲ့တော့ဝေဒနာကလည်းဆောင်းငါကြီးလာဒီတိုင်းဆိုရှေ့ဆက်လို့မှဟင်ဒီလိုဆိုတရားကရာပုံမလာအောင်မထင်ရအမေဒါရင်သာသူပြလာတာပြီးတယ်ဘယ်တော့ငါမဲ့တာဖူတာလှုပ်ထားလို့ပါလိမ့်မတုံးငါဒီဘဝတော့ဗာမဲ့လေတော့ဟေးဒါပြီးထင်ပါရဲ့လာမခင်ဗျားတို့ဟုတ်ဗျာဟင်သွဲသိရဲ့လေသာမှုလာမှာဗျာဟင်ဒီငါးခုတစ်ခုမဟုတ်တစ်ခုတော့လာမှာထင်တယ်ဟဲ့လာပါဗျာတစ်ခုမဟုတ်တစ်ခုဘယ်ဟာခုကြိုက်စိတ်ကတော့ကောင်းဆောင်ပူပဲထင်တယ်ခင်ဗျားတို့ကကြိုက်စိတ်လွတ်လို့လားလူချင်းစိတ်လွတ်လို့လားလွတ်ပါအောင်ညာဟင်ဒီတရားရလို့စိတ်လေဟုတ်ကလားဒီကရေရလို့စိတ်နဲ့လွတ်လို့ရတာမှမဟုတ်တာတောင်းခင်ဗျားတို့ပါတော့လုံကြီးပြောင်းပြန်မှာပေါ့ခဲ့ပါလေအမေပြောတာလေရွာတွေကလည်းလူချင်းစိတ်အာကြီးမှရတာလေဒီကလူချင်းစိတ်မရှိမှဟုတ်ကလားတို့ဒီကတတိမသွားမှတင်လေအဲ့တော့ယောဂီတို့ကလာကတဲ့ကဟုတ်ကလားအသွားကြီးကိုခေါ်လာသလားအသားကြီးကိုခေါ်လာတာလားဟုတ်ကလားဗျာဘယ်လိုတော့ငါသွားရင်တားပြကြသမ်းပါလေအသားကြီးခေါ်လာတော့ဘာလို့ခေါ်လာတာတော့ခင်ဗျားတို့ငါသွားမိတ်ရင်တားပြကြသမ်းမှာပေါ့ဒီလိုပြောလို့ခေါ်လာတာလားဒါဘာဖြစ်ဖို့ခေါ်လာတာလားမတိမငါဗျာခင်ဗျားတို့အဲ့တော့နာကတဲ့ကကျွတ်တို့ကအသွားခေါ်လာတယ်ဟုတ်ကလားရွာထဲမှာကတော့တနေ့တာရွာထဲကြည့်လိုက်ပါလို့ထားခြင်းကစားပြီးလူချင်းသိနဲ့စားတယ်ထင်ဟဲ့လူချင်းသိရှိတော့တောကကောင်းရှိလားသူတို့လည်းဘဝင်လေးကိုလှုပ်ပြီးတော့နှလုံးသွေးပွတ်ဆူအောင်လှုပ်ပြီးတော့နှလုံးသွေးချုံပြီးတော့တို့ကိုယ်နဲ့စိတ်လှုပ်ရှားပေးရတယ်ဟုတ်ကလားကားများဆိုရင်တော့တခါတည်းစက်ကိုနှိုးပြီးတော့တိုင်းဖတ်တက်မောင်းတယ်လို့ဆိုစိတ်ကအဲ့ဒီနည်းနဲ့တက်မောင်းခဲ့တာထင်တယ်ဟုတ်ကလားဒီကြားထဲမှာကိုလိုတလို့မရရင်ဟောမခံရသေးဝင်မလားကိုလိုချင်တာလွတ်လို့ဆုံးရင်ဟောမခံရသေးဝင်မလားမခံရသေးဝင်တော့ကြိုက်သေးတယ်ကောမလုပ်ခဲ့ရဘူးလားအဲ့တော့တနေ့ကုန်ဖမောတော့ညကြတော့ထိုင်မင်းပြင်းဟိုသွားပြီခိနာမိတ်တာဝင်တော့တာထင်တယ်ဟဲ့ဟုတ်ကလားအဲ့ဒီတနေ့ကုန်အဲ့ဒီခုနတွေးပွတ်ဆိုအောင်လုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဒီပြန်စိတ်ကောမရှိနိုင်ဘူးလားပြီးတော့ကိုထင်းလို့ဖြစ်မလာရင်ဒုရစိတ်ကလေးရောအဲ့ဒီမှာကောဖြစ်နိုင်ဘူးလားအဲ့တော့ရွာထဲမှာဒီတော့အတန်း၅မျိုးကိုမသုံးတဲ့နေ့ရှိသေးလားအတုံးမချတဲ့နေ့လေအမျိုးရှိနေတယ်အဲ့တော့ရွာသုံးပြည်သေးလေးဘာလို့ယောဂီတွေနတ်တလူလာတော့သူများခိုးမှဆိုလို့ယူလာတာထင်တယ်ဘာလို့ဟုတ်ယူလာတာငါမရှိတော့များသူများဝင်ခိုးမှဖြင့်ဟုယူလာတာလားဘာဖြစ်လို့တော့ဒါရင်မတိတာကိုသိအောင်ပြောတော့ဘယ်တော့မှာပေါ့ခင်ဗျားတို့ဟုတ်ကလားဗျာတလုံးလုံးထားတဲ့ဒီစီလေးဗျာနှမျိုးစရာကြီးဟုတ်ပါမလားဗျာဟုတ်ပါမလားဗျာကျုပ်တို့နှမျိုးတော့ထင်တာပါပဲရွာထဲကြရင်မလိုချင်စိတ်မှမရှိရင်ဘယ်လိုလုပ်ပြီးရွာထဲကြပြန်စီးပွားလုပ်မလို့ဗျာတော်နေရွာလောက်ွက်တွေပြက်ကုန်မယ်ခင်ဗျားတို့ဟုတ်ကလားခင်ဗျားတို့ဒါကြီးကုန်တယ်လိုက်ရွာကြဘယ်လိုလုပ်ပြီးတော့စီးပွားကြတော့မလို့ဟုတ်ဗျာအဲ့ဒါတမျိုးရအမချောထားကြည့်လေကြည့်ကြအဲ့ဒါလည်းတမျိုးပေါ့တဲ့ကမ္ဘာတိတ်တာယူနေတာပေါ့ဒါကြီးကွာဘယ်တော့တော့ကောဟောဘယ်တော့ဒီကောင်မလို့ခင်ဗျာဒီကဖြတ်ပြစ်ထားကြရင်ခင်ဗျာဟိုကြရှိမှမဟုတ်တော့ပဲနဲ့ဟုတ်ကလားဘယ်တော့ဒီကောင်မတော့ခင်ဗျာလုတ်ကြောမယ်ရွာထဲမှာဒီကရိယာလေးနဲ့ရှားနေရတာလေဟုတ်လားလဲလို့တဲ့ပုဂ္ဂိုလ်လဲလို့ကရိယာရှိမှလဲပြန်လုပ်လို့ရတာဟုတ်ကလားဗျာလုတ်ကြောပဲဗျာခင်ဗျာတို့နှမျိုးဗျာကြီးဗျာကျုပ်တော့မပြစ်ချင်ပါဘူး
ဒါလေးတော့နည်းနည်းလေးတော့စောင့်ထားကြတာမတုံးတော့ဟင်အော်မဟုတ်ကလားဗျာအဲ့ဒါအတားဆိုခဏသဘောပေါ့ဟုတ်ကလားတရားဟိုတို့ဘဝင်လေးငိမ့်စိတ်ကလေးထိုင်ကြဟုတ်ကလားဗျာစိတ်ကလေးထိုင်ကြတာနဲ့ခေါင်းလေးအေးလာဟဲ့ခေါင်းလေးအေးလာတာနဲ့ကိုယ်လေးကညင်သွားပြီထင်တယ်ဟဲ့ကာယဝိဝေကာအဲ့ဒီခါကျမှတို့စိတ်ကလေးကဟိုနှလုံးအိမ်လေးကလည်းငြိမ်းပြီးတော့စိတ်တဝိဝေကာထင်တယ်ဟဲ့မနှောရှိတက်ကလေးပေါ်ရမှာဒီလိုဖြစ်အောင်လုပ်ရမှာလေဟုတ်ကလားအရှိကိုအရှိတိုင်းသိခြင်းဒီလိုဖြစ်ရမှာကိုအဲ့တော့ဒီလိုဖြစ်မှာဆိုလို့ကိုဟိုဘက်ကအတားဘက်ကမရှိကိုအရှိတိုင်းကြခြင်းတော့မွေနှောက်ပြရမှာလေဒီဘက်ကဓာတုတောင်ဟုတ်ကလားအတားဘက်ကတောင်ကတော့မွေနှောက်ပြရမှာလှုပ်ရှားပြရမှာဟုတ်ကလားစိတ်ကိုတခါတည်းကိုယ်နဲ့စိတ်နဲ့ကိုတခြားတစ်ပြောင်းသူကတောင်းယူပြီးလုပ်ပြရမယ်ဟုတ်ကလားဒါမှသူခိုင်းနေမလို့ခိုင်းလို့ရမှာပေါ့သူပြောတယ်လို့ပြီးမှာပေါ့ဟုတ်ကလားဗျာအဲ့တော့အတားဘက်ကတော့အတားတောင်သူတောင်သူကြည်လိမ့်မယ်ဟုတ်ကလားတို့အသွားဘက်ကအသွားတောင်ကြည်ဖို့ပဲရှိဟုတ်ကလားအဲ့တော့ယောဂီတို့ကအသွားနဲ့အတားနှစ်ခုရှိတယ်တဲ့ငါပြီးဘယ်ဘက်လိုက်မလဲဆိုတာဒါသာသင်ပါထားဟင်ယောဂီတို့ကတော့တစ်ဖက်ဖက်တော့လိုက်ရတော့မှာရှင်။ဘောင်းတော့ဒီမှာတော့တိုက်ခံဖြစ်နေပြီကိုဟုတ်လားယောဂီတို့ကတူတဲ့ကိုကိုကတိုက်ခံကနှစ်သိကွဲနေပြီကိုဟုတ်ကလားတစ်ဖက်ဖက်တော့လိုက်ရမယ်။အဲ့တော့တို့အသွားပဲကြတော့နေတိုင်းဖာကလေးကခုချိန်ထိတော့ပါတော့ဝင်တဲ့ထွက်တဲ့ဒါလေးတင်နေဟိဒါလေးကိုတို့ကပွားဖို့တတိလို့ပါတာတန်ပေးထားပါလားဟုတ်ကလားဝင်ပဲလို့နေတယ်ထွက်ပဲလို့နေတယ်နာပြီးပါလေကားပြီးအောင်မေ့နေတာလေးကိုအောင်မေ့တတိထင်တယ်ဟိအောင်မေ့တတိဆင်ရင်တတိလို့တို့ဒီလိုလေးတတိလေးနှလုံးကိုပါပြန်ပေးထားတယ်လေသူ့ကိုပဲတို့ကဇန်လို့တုံတော့ပါဗျာဟုတ်ကလားပါဠိလိုဇန်ပေါ့လေဗမာလိုတော့ဖြင့်အသားတွေကိုရှုံ့မြိုက်ဖြည့်ဖြစ်ပြမှာဟင်ဒါနဆိုတာကိလေသာရဲ့တိတိသာနာကဟင်ကိလေသာဆိုစိတ်ကိုပူပန်စိတ်ဓာတ်နှိမ့်သက်တတ်တရားကိုကိလေသာလို့တုံးဟုတ်ကလားဟင်ဟုတ်ကလားဟင်ပြီးတော့စိတ်ကိုမြင်ဝမ်းအောင်လုပ်တတ်တာဒါလည်းကိလေသာတယ်နဲ့ဟင်ဖြူစင်တောက်ပနေတဲ့စိတ်ကလေးမြင်ဝမ်းအောင်လုပ်တာကိလေသာဟုတ်ကလားအဲ့ဒီသိညစ်စရာတွေစိတ်ပူစရာတွေအတွေးတွေအပြေးတွေကိုဟုတ်ကလားတွေးဖို့ပြေးဖို့မရအောင်အဟောင်းကိုလည်းခုနကတို့လောင်နှက်ဖြစ်ပြီးပြမှာထင်တယ်အတိအာယုံလို့တိုက်လာတဲ့တော့အတိအာယုံတော့ကပါလာတဲ့ကိလေသာလည်းလောင်နှက်ဖြစ်ပြီးပြမှာထင်တယ်ဟဲ့အဲ့တော့တို့ငငယ်တုန်းကပေါ်လာခုတော့ဟိုမရှိတော့ပါဘူးတို့တော့เจ้าကြီးမှာသွားမကြီးပင်နေလုံးပေါ့ဟုတ်ကလားဟဲ့အဲမကြီးပင်နေလုံးပေါ်တော့ဖောင်းနေများဆိုလို့ရှိရင်ဖောင်းလေးလေးတိုက်တော့မကြီးရတယ်လည်းတခွားွားတယ်ဟဲ့ဟုတ်ကလားဟင်ကျွဟောင်းနေတွေးကုန်ပြီဟုတ်ကလားဘာဖြစ်လို့တော့ရွတ်သေးသားထိုးတော့မှမို့ဟုတ်ကလားဗျဟင်အဲ့ဒီခါကျတို့ကျောင်းသားတွေကဟိုအဖိနေကြတပြည့်လှဲရသကူဗျကျောင်းသားတွေကိုရင်လေးပေါင်းဆိုတော့ဥပုပ်လေးဥပုပ်တွေလာရင်စိတ်ဟိုနေရာလေးတန်ရှင်းနေမှာစိတ်တန်ရှင်းမှာမို့ဟုတ်ကလားဗျအဲ့တော့တပြည့်လှဲရတယ်မနဲ့ဆိုလှဲပြီးဟုတ်ကလားဟိုအဟောင်းလေးဟုတ်ကလားအဟောင်းလေးလှဲကြလားဒီကလဲတာလဲနေတာရှိကလဲနောက်ကလည်းအပေါ်ကလေတိုက်တော့ဖြုတ်ဖြုတ်ထင်တယ်ဟင်ရှေ့ကိုလဲလေနောက်ကတဖြုတ်ဖြုတ်ပြနောက်ပြန်လဲတော့ရှေ့ကတဖြုတ်ဖြုတ်ပြဟုတ်ကလားဒီနာလဲတော့ဘေးနဲ့ဝဲနေရကလည်းတဖြုတ်ဖြုတ်ခဲပြဟုတ်ဗျာတခါတည်းရွက်6တီဟိုတို့သွားပြီးတော့အမိုက်ပုံပုံရပါတယ်မနိုင်တဲ့ချိန်ကျတော့အဲ့ဒီပုံအ6တီကိုမိရှုပ်ပြရတယ်ဖောင်းနေဟဲ့မနေမိရှုပ်အော်မိရှုဟုတ်ကလားအတိတ်တခါပြန်ဖို့မိရှုအဲ့လိုလုပ်ရတာဟုတ်ကလားအဲ့တော့ဒီလုပ်ပါပဲဆန်းဆိုတာအဲ့ဒီတိုင်းပဲလေတို့မှာဟောဟိုအတွေ့တွေကရှေ့မှနေနောက်ကထင်နေဟိနောက်မှနေရှေ့ကထင်နေဟိတခါတလေဝဲကရာကဟောဟိဟုတ်ကလားအတွေ့ဆိုတာအဟောင်းတွေကိုဖော်ထုတ်တွေးတာထင်နေဟိအဲ့ဒီအဟောင်းဖော်ထုတ်တွေးတာလေကြိုက်လို့ဆွဲတဲ့အဆွဲတွေးထင်နေဟိမကြိုက်လို့ဆွဲနေကြတဲ့အဆွဲတွေးဟောဟိပြီးတော့မတိလို့ဆွဲနေတဲ့အဆွဲတွေးတွေဟောဟိအဲ့ဒီဟိုတို့ခံစားခဲ့တုန်းကအမှုမဲ့အမှတ်မဲ့နဲ့ခံစားခဲ့လို့ဆွဲကြနေတာတွေဟိအဲ့ဒါကရွာသေးတုန်းကတော့တဲမထင်ရှားဘူးမှတ်ပိုးထင်ရှားဟုတ်ကလားရွာသေးတုန်းကတော့လက်နှီးစုပ်ကိုဗျ
လည်းနည်းဆိုဦးမပေလို့ပဲသိလိမ့်မယ်တော့ဟုတ်ကလားဒီမှာကြတော့လက်ကင်ဘဝကိုဗျချွေဒီလေးနဲ့သွန်းနာနဲ့ပေမှာတယ်ဟိသိနိုင်တယ်အဲ့တော့ဒီဟောင်းနေရတဲ့တဖွာဖွာဖြစ်နေမှာဗျအတိတ်အာယုန်ရောဟိုမြင်ရကြရတကားငါးဘောက်ကတို့လာပြီးအနဲ့တိုက်နေတာတယ်ဟိအာယုန်ကမတိုက်တဲ့အချိန်ရောရှိသလားဗျမတိုက်တဲ့နေ့ရောဗျငါသူကလည်းနဲ့တိုက်နေတာပဲဟုတ်ကလားယောဂီတွေထိုင်းနေရင်ထိုင်းနေတဲ့အချိန်မှာဘယ်သူမှမတိုက်တော့ပြင်သားနဲ့ပြင်မှာတော့တိုက်ဖို့တိုက်ဟုတ်ကလားတိုက်မှာပဲအာယုန်များလည်းအမျိုးမျိုးတိုက်မှာပဲဟုတ်ကလားအဲ့ဒါဒီကိုခုနကိလေသာစိတ်ညစ်မပါရအောင်တတိလေးကဖယ်ထုတ်ပြနေမှာတယ်ဟဲ့ဆွဲစိတ်ကိုလုံးဝဝင်ပြီးမရအောင်ဟုတ်ကလားဗျာအဲ့ဒါကိုဖယ်ထုတ်ပြနေတာကိုဇံလို့သုံးတယ်ဗျယောဂီတို့မှတ်နေတဲ့တတိကိုပွားဖို့မှုတတိကိုပြောတာပါဗျာဟုတ်ကလားအောက်မြင့်နေတဲ့တတိကိုပဲပြောတာပါဗျာဟုတ်ကလားအဲ့ဒီဇံမှာတို့တပြည့်စီမှာအင်္ဂါ၅ချက်ရှိတယ်လို့ဇံမှာလည်းအင်္ဂါ၅ချက်ရှိတယ်လေတပြည့်စီမှာအယိုးလည်းရှိတယ်ထင်တယ်ဟဲ့အခန်းလည်းရှိတယ်ထင်တယ်ဟဲ့အခွေးလည်းရှိတယ်ထင်တယ်ဟဲ့ပြီးတော့အယိုးကုတ်တဲ့ကျိန်ကုတ်လည်းရှိတယ်ထင်တယ်ဟဲ့ဟုတ်ကလားဟဲ့အဲ့ဒီမှာတပြည့်စီဆိုတဲ့နေရာမှာ၅မျိုးပေါင်းထားတဲ့အစိပ်ပိုင်း၅မျိုးပေါင်းထားတာတခုကိုတပြည့်စီလို့ခေါ်တယ်လို့ဟုတ်ကလားဒီခန်းဆိုတာလဲသူက၅ခုပေါင်းထားတယ်တို့ဒီတတိလေးတစ်လုံးတည်းမှာပါပဲဟုတ်ကလားတတိလေးတစ်လုံးတည်းမှာပါပဲ၅မျိုးရှိပါဗျာဟုတ်ကလားအဲ့တော့တို့ဝင်တယ်မှတ်လိုက်သလားဝင်တော့ဘယ်လိုမှတော့ဝင်တယ်လို့ပဲထွက်တော့ဟောထွက်တယ်လို့မှာအဲ့ဒါမျိုးကတတိယတောင်မဟုတ်လေအတိယတောင်တို့ကမှတ်တာဝင်တယ်ထွက်တယ်မှတ်ဘူးလားအဲ့ဒီမှတ်တာကိုသာလို့ဝိတက်လို့တော့ဟုတ်ကလားဝိတက်ကအထူးကြံစီစဉ်တုံးတပေးနေတာကြံစီစဉ်သားပေးနေတာဟုတ်ကလားဘာဖြစ်လို့တော့အာယုန်ကြီးအများကြီးတဲကကိုသိကျင်တဲ့အာယုန်တစ်ခုတည်းထင်နေပြီးပေါ်လာအောင်လို့ပေါ်လို့ထင်ရှားကြတယ်လို့လေအဲ့တော့တို့ဒီယောဂီတို့ထိုင်ပြီးတော့မှတ်နေတဲ့အချိန်မှာကားတာနေလူတာနေလည်းကြားမှာပါလေအတန်အာယုန်နဲ့တိုက်မှာပါပဲနှာခေါင်းကလည်းပိတ်ထားလို့မရတော့နှာခေါင်းကလည်းအနက်အာယုံကလည်းတိုက်မှာပါပဲဟုတ်ကလားပြီးတော့ခန္ဓာကိုယ်မှာလေနှင့်တကွဟုတ်ကလားပြင်းများနှင့်တကွစတဲ့အတွေ့အာယုံနဲ့တိုက်မှာတယ်ဟဲ့အဲ့ဒီအာယုံတွေအများကြီးတဲကနေပြီးတော့နာဝနဲ့လေနဲ့တိုက်ခိုက်တဲ့နေရာမှာဟုတ်ကလားနာဝကကာယပတာရယုတ်တယ်ဟဲ့လေလေးကဖုထဘဝါရောဆိုလာတွေ့တဲ့အတွေ့အထိတယ်ဟဲ့သူတို့နှစ်ခုတိုက်ခိုက်တဲ့ကြားမှာဖြစ်ပွားလှုပ်ရှားနေတဲ့အတွေ့အာယုဆိုတာရှိလိမ့်မယ်တို့ပြီးကြတဲ့ရက်တွေကသူ့မှုကြတဲ့အတိုင်းကိုဟိုဘက်ကန်းနဲ့ဒီဘက်ကန်းရှိရင်ကြားမှာတို့ရည်စည်းကြောင်းဆိုတဲ့ရည်နှမ်းရှိတယ်ဒီလိုပြောကြတာတယ်ဒီမှာလည်းအတွေ့ဆိုတဲ့ဒီဘက်ကန်းနဲ့ဟိုဘက်ကဟိုဘက်ကအတွေ့တယ်လေပေါ့ကွယ်ဟိုဘက်ကလေဆိုတဲ့ဟိုဘက်ကန်းနဲ့နာဝဆိုတဲ့ဒီဘက်ကန်းတယ်လေဒီနှစ်ခုကြားမှာဖွာဖွာလေးလေးနဲ့ရည်လှိုင်းနဲ့တူတဲ့အတွေ့အာယုရှိတယ်လေဒီအတွေ့အာယုံလေးတစ်ခုတည်းထင်ရှားလာအောင်လို့ဒီတတိကတွန့်တင်ပြီးနေတာဝိတ္တရတောင်းသူနေတိုင်းပြောနေကြဆိုအပြင်ပွားဖို့မှုတတိယတောင်းတယ်ဟဲ့အာယုံလေးအများကြီးတက်ကနေပြီးတော့တစ်ခုတည်းတော့အာယုံပေါ်လွင်ထင်ရှားလာအောင်တယ်ဟုတ်ကလားဒီပေါ်လွင်ထင်ရှားလာတော့ဘာလို့လဲတို့ရှုပွဲနဲ့မှစိတ်တက်အောင်လုပ်ပေးတာတယ်ဟဲ့ချိန်ကိုက်မိအောင်အဝင်နဲ့အမှတ်ဟုတ်ကလားအထွက်နဲ့အမှတ်ချိန်ကိုက်မိအောင်တယ်အဝင်နဲ့မှကလေးတွဲနေအောင်ဒီလိုတင်တယ်အထွက်နဲ့မှကလေးတွဲနေအောင်ဟုတ်ကလားဒါဝိတ္တတောင်ခေါ်တယ်ဟုတ်ကလားဒါလေးကအဲ့လိုဝင်နဲ့မှအထွက်နဲ့မှတွဲသွားလို့ရှိရင်ရည်စည်းကြောင်းလေးတွေ့လာမယ်တင်တယ်ဟဲ့ပထမတော့တွေ့မှာတင်တယ်ဟဲ့နောက်မနောจิตအားကောင်းလာလို့ရှိရင်မြင်းကိုလာမယ်တင်တယ်တွေ့ရုံနဲ့မကမြင်းကိုလာဟုတ်ကလားဗျဒါမနောจิตအားကောင်းမှတင်တယ်မနောကြည့်တာအာမကောင်းရင်တော့တွေ့ရုံနဲ့ပြီးလိမ့်မယ်တင်ဟဲ့ဝင်ဘယ်လိုလေးထွက်ဘယ်လိုလေးအေးဒီဝေးဒီဒီလိုတင်ဟဲ့ဟုတ်ကလားလှုပ်ပြီးဒါတော့ပါမတင်ဟဲ့ဒါအတွေ့အာရုံအတွေ့ရတင်ဟဲ့မနောကြည့်တာအာကောင်းလာရင်နင်းကိုလာမယ်အဲ့တော့ရှုွက်နဲ့မှားစိတ်ကိုတို့ထမ်းမိအောင်ကိုဒီပွားဖို့တတိဆိုတော့ဝိတ္တကတောင်းယူနေပါလေဟုတ်ကလားဗျာတို့ဟိုဘက်ကတော့ဒီကဝိတ္တကရှုတဲ့တိုင်းအတွင်းကအောင်းမှုတတိပါလားလားဘယ်လိုနေတယ်လဲထွက်ဘယ်လိုနေတယ်လဲဆိုဟုတ်ကလားလားတို့
ဥပမာပေးရလို့ရှင်လူတယောက်စကားပြောရင်နားကနေပြီးတော့ကြားသိမှုတွေရှိတယ်ထင်တယ်သူပြောတာဘာလဲဆိုတာအထဲကဆင်ញင်မှုတစ်ခုရှိတယ်ဒါမှလည်းဒီလူစကားအရှိအမင်းမောက်တဲ့တယ်ဒါလီသေးနေတာဒါအမှန်ဆိုတာသိနေတာကဒီအတွင်းကအောက်မှုတတိထင်တယ်အဲ့ဒါဝိသရာပဲလေအောက်မှုတတိစာတို့အများအားပေးနေကြတော့အောက်မှုတတိမဟုတ်လားဝင်ဘယ်လိုနေတယ်ဖတ်ဘယ်လိုနေတယ်အောက်မိတ်နေတဲ့ဟာလေအဲ့ဒါကိုဝိသရာကပ်ပြီးသုံးတတ်တယ်လို့ဘာသာပြန်မှာဇာနဲ့ကြတော့လေသူကဘာလို့ကပ်ပြီးသုံးတတ်ပေးနေရတယ်လဲဆိုတော့ဒီတို့ဝိတက်ကတွန်းတင်ပေးလိုက်တဲ့အာယုံလေးကိုပြတ်ပြတ်မသွားအောင်ဟုတ်ကလားဝိတက်ကတွန်းတင်ပေးလိုက်တဲ့ဒီအတွေ့အာယုံကြီးရှိတယ်ထင်တယ်ဝင်လေလေလေဟိုလေနဲ့နာဝကြားမှာတိုက်ခါရူးကြောင့်ပေါ်လာတဲ့အတွေ့အာယုံလေးထင်တယ်တို့မိုးထင်းနဲ့မိနဲ့တိုက်ခိုက်တော့ပေါ်လာတဲ့မိကိုလို့ဟုတ်ကလားဒါလေးပေါ်မယ်အဲ့ဒီပေါ်လာလေးကိုဒါလေးကိုစိုက်လိုက်မှတ်တသူ့ကြည့်တဲ့တွေ့နေအောင်ဟုတ်ကလားဝိသရာကတ်တုံတပေးရတယ်ဟုတ်ကလားဝိတ္တတာဝန်ကတခုတည်းသောအာယုံပေါ်လွင်ထင်ရှားလောက်အောင်ကြိုးစားပေးနေတဲ့ဝိသရာကအဲ့ဒီဝိတ္တကြိုးစားပေးတဲ့အာယုံလေးကိုပျောက်ပြတ်မသွားအောင်ကပ်ပြီးပုတ္တပေးနေတယ်ဟုတ်ကလားအဲ့တော့ယောဂီတို့ဒီနေရာဥပမာပေးရရင်အိမ်တော်တဲ့အိမ်တော်မှာစီးပွားရှာတဲ့လင်နဲ့စီးပွားကိုရပြီးသားစီးပွားထိန်းသိမ်းဆောင်ရှောက်တဲ့မယားနဲ့တူလို့ထင်တယ်ဝိတ္တကစီးပွားရှာပေးသူနဲ့မတူဘူးလားဝိသရာကရပြီးသားစီးပွားမပြောက်ပြောက်အောင်ထိန်းသိမ်းပေးသူနဲ့မတူဘူးလားအဲ့ဒီနေရာမှာဝိတ္တဆိုတဲ့ဟိုအရှင်ယောက်ျားကဘလောက်ပဲစီးပွားရှာပေးနေလေအရှင်မကလက်ဖွာရင်ဟောဟိအရှင်မကရတဲ့စီးပွားကိုမယိုသေးရင်ဟောသူမနိုင်ဘူးဟုတ်ကလားအရှင်မဖြစ်တဲ့ဝိသရာကကသုံးတမှုအားကောင်းတယ်သို့တော့ဝိတ္တဘက်ကမတ်တလဲနဲ့လူယောက်ျားစီးပွားရှာဖြင်းရင်ဟောဟိသူမိပါမလားအဲ့သူမိနိုင်ဘူးသူတို့နှစ်ခုဒီအရေးကြီးဆုံးပဲဒီနေရာမှာဝိတ္တပြီးအိမ်တော်ဦးစီးခေါင်းဆောင်အသွာဘက်ကလေဟုတ်ကလားဟိအသွာဘက်ကခေါင်းဆောင်ဟုတ်ကလားဟိုဘက်ကဒါဘက်ကကာမိဌာနရှိတယ်လို့ဒီမှာလေဝိတ္တဒီခေါင်းဆောင်ပဲခေါင်းဆောင်ကောင်းမှုအလုံးလို့ထင်ဟိခေါင်းဆောင်ကောင်းတယ်လို့နောက်လိုက်ဖြစ်တဲ့တို့ဝိသရာဟောလူတဲ့ထင်ဟိအဲ့တော့ဝိတ္တကလည်းဝင်မလွတ်တန်းထင်ဟိဖက်မလွတ်တန်းထင်ဟိနာရာကြတော့ဟောဟာလုတ်သိချင်တာလားဘာတော့ကြနာရာကြတော့မလွတ်တန်းဆိုဘိုးနာမှာပေါ့ဗျာတို့ယောဂီတွေတချို့ရောက်တယ်လို့ပေါ့ကြက်နာလာတော့ဒီပြီးတော့နှာခေါင်းကြီးရွှေ့ရှူလိုက်ဘယ်ဟာပေါ်လာမလို့တာဟုတ်ကလားနာရင်နာတာလေးတို့ပြောတော့ခေါင်းအေးစိတ်ထိုင်ကြတရားသူကြီးစိတ်နေဝိတ္တကနာတယ်တင်ပေးမှထင်တယ်ဝိသရာကဘယ်လိုနာတယ်သူဟာလေခေါင်းအေးလေးနဲ့ကပ်သုံးပတ်ပေးနေရမှာဒါမှလားတို့မနေ့တနည်းအားဆွေးနွေးကြတဲ့အတိုင်းရီလိုက်ဆိုတဲ့ဖြစ်စဉ်ပေါ်မှာထင်တယ်တို့မို့အရင်ကဆွေးနွေးကြတဲ့အတိုင်းလေဆိုဖြစ်ပြဆိုတဲ့မက်ခင်လုံးပေါ်မှာထင်တယ်ဟုတ်ကလားဗျာဒါမှပေါ်မှာပေါ့ဘယ်နေရာဖြစ်သူတို့ကအရေးကြီးဆုံးပဲဝိတ္တနဲ့ဝိသရာလင်းမရပဲအိမ်တော်တဲ့အိမ်တော်ထူတော်နဲ့ညာစီးပွားဖြစ်ဖို့တထေးဖြစ်ဖို့လင်းမရသူတို့နှစ်ယောက်ပဲဟုတ်ကလားဗျာအဲ့တော့ဝိတ္တကလည်းတွင်ရင်းခုနကပြောလို့အာယုံတစ်ခုကိုရှုလို့တဲ့အာယုံတစ်ခုဒီတဲ့ပေါ်လွင်အောင်သူကလည်းအများအားတွန်းတင်ပေးနေရဝိသရာကလည်းဟိုဝိတ္တတွန်းတင်လိုက်တဲ့အာယုံကိုပျောက်ပြက်မသွားအောင်ကပ်ပြီးတော့ပုတ်တပေးနေရမှာဝိသရာအားကောင်းမှထင်ရှားတဲ့ထင်ရှားမှာမဟုတ်ဘူးလားဝိသရာအားမကောင်းတဲ့အတွက်ခင်ဗျားတို့ထင်ရှားဒီဘောနေတဲ့ထင်ရှားမှုတွေဝိတ္တတွန်းတင်ပေးနေတာလေးဒီနေတဖြည်းဖြည်းနဲ့မှိန်ကြနေတယ်လာပြီးစိတ်ခံနေတဲ့မှာလေအဲ့ဒါဝိသရာအားကြနေတာမဟုတ်ဘူးလားဟုတ်ကလားဒီဘူတံဘူတတော်ပတ္တိဆိုထင်ရှားသွားဖြစ်ပေါ်တာကိုထင်ရှားတဲ့ထင်ရှားအောင်ဆိုဒီဝိသရာရဲ့တာဝန်ထင်တယ်သူကြောက်ပြတ်မသွားမှစီဝါကထင်ရှားတာမဟုတ်ဘူးလားအေးဗျာဒီနှစ်ခုအားကောင်းလာလို့ရှုွက်တဲ့ဘယ်ဟာပေါ်လိုက်နာရာရှုခြင်းသလားဟုတ်ကလားဗျာဝင်နေထွက်လေးရှုခြင်းသလားအောက်ပိုင်းတော့ဒါပေါ့လေအထက်ပိုင်းကျတော့ကြားတာလေးပဲရှုခြင်းသလားတွေးတာလေးပဲရှုခြင်းသလားစုံအောင်ဖြစ်ကြည့်တယ်တွေးတာလည်းနှလုံးသွေးဆိုတော့ရုပ်အစိုက်ပြီးတွေးရမှာတယ်ဟဲ့
ဒီနှလုံးလေးလုံးမှဒီတွေးစိတ်ကပေါ်လို့ရတာဟုတ်ကဲ့ဒီနှလုံးလေးလုံးအောင်ရောဘောင်းလေးဒီဟူသောရုပ်ကအောက်ကနေပြီးတော့ပြင့်တေးနေရတာမဟုတ်လားတူမိချုံမိလုံနေရတာမဟုတ်လားအဲ့တော့ဘယ်နေရာငါရှုလှုပ်ရှားဖြစ်ပြတွေ့ရမှာတင်ဟဲ့အဲ့တော့ဒီမှာတော့မှတ်နေကြတိုင်းတို့နှာဝါနဲ့လေနဲ့တင်မြတ်သူကတော့ပင်နေကမထငို့ဗျအဲ့တော့ဒါလေးရှုလိုက်တော့ဝင်တယ်ဟုတ်ကလားဝင်တယ်လို့နေတယ်လေကပ်ပြီးတော့သုံးတနေတာလေးလေဟင်ထင်ရှားတဲ့ထင်ရှားအောင်ထွက်တယ်ဟုတ်ကလားဟိုကဒီအတွေ့အာရုံလေးထင်ရှားလောက်အောင်တွန်းတင်ပေးလိုက်တယ်အဲ့တော့ထွက်တယ်လို့နေတယ်လေကပ်ပြီးတော့ဒါလေးကြောက်ပြတ်မတော့အောင်သုံးတပေးနေရမှာထင်တယ်ဟဲ့အဲဒီလိုလေးသုံးတပေးနေလို့ဓမ္မအေးဒီနွေးဒီသူတို့ထင်တယ်ဟဲ့နောက်တော့အေးလှုပ်ဝေးလှုပ်ဟုတ်ကလားဟင်ဟုတ်လားတွေ့လာပြီမဟုတ်လားတွေ့ရတော့ကိုတခါတည်းအဲ့ဒီအေးလှုပ်ပြီးပြင်ဝင်တော့ဘယ်လိုတဏ္ဍာနမိတ်ကလေးထက်တော့ဘယ်လိုတဏ္ဍာနမိတ်ကလေးဝင်ကိုလာပြီထင်တယ်ဟဲ့စိတ်ကြောင်းတော်သူပြောင်းနေသည်ဟုတ်ကလားတန်တန်လည်းပြောင်းသည်အယောင်လည်းပြောင်းသည်ဟုတ်ကလားသူဒီစိတ်ရဲ့ယောဂီတို့ရဲ့စိတ်ကိုသူအားပြနေတယ်ပြချက်ထင်တယ်ဟဲ့တို့ကာမလာမှာဆိုကာအလုံးလုံးတာကိုတိုင်ခွက်ကပြနေတယ်ထင်တယ်ဟဲ့ဟုတ်ကလားအဲ့ဒါနဲ့အတူတူပဲယောဂီတို့ရှုပ်ွက်တဲ့ကဖြစ်ပေါ်နေတာဒီနည်းယောဂီတို့စိတ်နဲ့အတူတူပဲဟုတ်ကလားအဲ့ဒါလေးပေါ်နေလို့ဒါလေးကြီးတဲ့စလိမ္မတာကြည့်နေရင်စိတ်ကလေးဟာအေးမလားဘူးလားကြီးမလားဘူးလားအဲ့ဒီခါကျရင်ကိုယ်လုတ်ကလေးကိုနှစ်လူအာရသဘောကျတဲ့ပီတိဆိုတာပေါ်ရတာဝိတ္တနဲ့ဝိသရာအာကောင်းမှာကိုယ်လုတ်ပေါ်ကိုနှစ်လူအာရသဘောကျတဲ့ပီတိဆိုတာပေါ်တယ်တို့မဟုတ်ရင်လေလင်းနေမရစီးပွားရှာလို့ရှာတော့ဖြစ်လာလို့ကိုယ်လိုလိုဖြစ်လာတဲ့အချိန်မှာတိရိကိရှာဖြစ်တယ်လို့ပဲဟုတ်ကလားဟဲ့ဟုတ်ကလားတကယ်လူများတာစီးပွားကိုရှိရလဲရှာပေးသူကရှာပေးတယ်နောက်ကစူဆောင်းသူကလည်းမစူဆောင်းတတ်နောက်ကစူဆောင်းသူကစူဆောင်းတတ်တယ်ဟုတ်ကလားရှေ့ကရှာပေးသူကဟုတ်ကလားတွင်တွင်ရှာမပေးတဲ့အခါစီးပွားကတရေကြကျွေးကလည်းတရေတင်းအဲ့ဒီခါကျရင်တော့နေကြောညကြောလာသေးတယ်ရွာထဲမှာလေရွာထဲမှာပါရွာထဲမှာညအတော့မကြလို့အတော့မကြလို့နဲ့ခွန်ငယ်နဲ့အဲ့ဒီအိမ်ကတိရိကေဟာပေါ့တိရိကေဟာနဲ့ကြောင်းပြန်လာအောင်ပဲခင်ဗျားတို့အဲ့တော့ဒီလုတ်ွက်ကိုအဲ့လောက်ပေါ်လာမှဒီပီတိစိတ်ဆိုတာပေါ်တယ်ဟုတ်ကလားအေးမဲကြီးမဲဟုတ်ကလားအေးကြောင်းကြီးကြောင်းနဲ့ခင်ဗျားတို့ဘာလို့ခေါင်းမောကကျက်သိထန်းနေပြလိုက်ကြောမကကျက်သိထန်းနေပြလိုက်အဲ့ဒါပီတိရဲ့တတိတွေပဲပီတိငါးမျိုးမှာအောက်ပိုင်းမှာအကျမ်းပဲပေါ်နေတယ်ဟုတ်ကလားဗျအဲ့တော့တို့ဒီကတော့လူကျင်တာတော့ကိုလုံးတဲ့အလုပ်ကလေးပေါ်ကိုနှစ်လူအားရသဘောကျလာတာလေဟုတ်ကလားကားနဲ့စီးပွားချလို့တစ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဒီကားလေးပေါ်ကိုယူသေးတယ်လို့ပဲထင်တယ်ကိုလုံးတဲ့အလုပ်ကလေးပေါ်ယူသေးတယ်လို့ဟုတ်ကလားနှစ်လူအားရသဘောကျတယ်လို့အာကိုတယ်လို့ဟုတ်ကလားဗျအဲ့တော့ဒီလူကလေးပေါ်ကိုလှုပ်ချင်ကိုင်နေစိတ်နဲ့အာကိုလူစိတ်နဲ့နှစ်လူအားရသဘောကျလာရင်ပီတိဖြစ်ပြီပီတိဖြစ်တဲ့ယောဂီတယောက်ဟာမပင်မပန်းချမ်းသာတာအာမတော်ဘူးလားဒုက္ခကောမဖြစ်နိုင်ဘူးလားဒုက္ခဖြစ်တယ်လို့ပဲမပင်မပန်းချမ်းသာနေတဲ့ယောဂီတယောက်ဟာတခုတည်းသောစိတ်ကောမဖြစ်နိုင်ဘူးလားဧကဂရာလေးသာလို့ဇံဆိုတာအဲ့ဒီငါးချက်ပြည့်စုံရတယ်ငါးချက်မှာဝိတ္တနဲ့ဝိသရာသာပါ၍ဟုတ်ကလားကျန်တဲ့ဇံနေမတည့်သေးဘူးဆိုရင်တော့တပြည့်စီယိုးနဲ့တပြည့်ဆန္ဒရှိပြီးကျိုးတဲမထားတဲ့တပြည့်ပဲအဲ့ဒါဆိုလှဲလိုက်တယ်လို့နေတော့တပြည့်စီယိုးနဲ့တပြည့်စီဆန္ဒရှိတဲ့တပြည့်လှဲလိုက်တော့ဘယ်လိုနေတော့လှဲရတယ်ပဲထားပါဦးအပြုတ်ကြကုန်မှာဟုတ်ကလားဗျာတို့ရွာတွေကတပြည့်စီတွေပြောတာပြုတ်ကြတယ်မဟုတ်ဘူးလားတပြည့်စီယိုးနဲ့တပြည့်ဆန်လေးလောက်တာရှိပြီလေဒိုးကုန်လည်းမပါဘူးအကွက်လည်းမပါဘူးဟုတ်ကလားဗျာအဆန်လည်းဘာလို့မထားဘူးဆိုရင်လေဟုတ်ကလားဟိဒီမှာလဲဝိတက်တစ်ခုတည်းနဲ့ဘယ်နဲ့တော့ဟိဝိသရာကအားနေတယ်ဝိတက်ကြီးတဲ့ဆိုရင်တော့တပြည့်စီလဲတာမဖြစ်နိုင်ဘူးဒုံးနေရမ်းနေတာပဲဖြစ်နိုင်တယ်ဟုတ်ကလားခုကတပြည့်လှဲလားတုံရမ်းလားဘယ်လိုလို့ဗျာတုံရမ်းတိုင်းယောဂီတို့နတ်တလူမှာဘာလို့ခဲ့လို့တုံရမ်းဟုတ်ကလားဆောင်းရထားတယ်ပြောခဲ့ဗလား
ငါချက်ပြီးမှဆံလေငါချက်မပြည့်ရင်ဒုံရံဟုတ်ကလားဗျာဘယ်တော့ဗျာဒီဆံလာပါဦးဗျာဟုတ်ဗျာအေး2လကျော်မှလာမှာတဲ့လာ2လကျော်မှလာမှာတဲ့ဗျာမျောလာလိမ့်မယ်ဟုတ်ကလားဗျာဟင်ဒါဇန်ဆိုတာပြောတာအဲ့တော့ဒီလိုဇန်5ချက်ထဲမှာလဲဘသူရေးကြည့်တော့လို့ဒီမှာတို့ဝိတ္တနဝိသရာထင်တယ်ဟင်ဝင်တယ်ထွက်တယ်တွင်တွင်ထင်တယ်ညာလည်းတွင်တွင်ပေါ့ဘာလာတွင်တွင်ပေါ့ဟုတ်ကလားတွေးစိတ်ကိုလုံးဝမရဟုတ်ကလားတွေးစိတ်ကိုလုံးဝမရဟင်အဟောင်းလည်းပေါ်မတွေ့မရအပင်လည်းဝင်ချမလာအောင်ပေါ့ဗျာဟုတ်ကလားတွင်ဟိုကလည်းဝင်ဘယ်လိုနေလဲထပ်ဘယ်လိုနေလဲကတုံးတအားကလည်းဟိုကတွင်နေလို့ကိုယ်လည်းတွင်လို့ရမှာပေါ့ဝိတ္တကတွင်နေလို့နေပြီဟုတ်သားဟုတ်ကလားကိုယ်ဘက်တို့အတွေးကလည်းခမည်းတော်မလုပ်ရင်တော့လုံမှာပဲဟုတ်ကလားခမည်းတော်ကလားခမည်းတော်ကိုခမည်းတော်ပိုင်နေထင်လို့ညာတာကိလေသာကတော့ညာလိမ့်မယ်မထင်နဲ့ဟင်ကလေးကလေးမျိုးညာသလားလူကြီးကြတော့လူကြီးမျိုးညာသလားအဖိုးအိုဖွားအိုမျိုးညာသလားညာဘူးသူ့ရဲနဲ့သူတော့ကြည့်ပြီးခိုင်းမှာဟုတ်မယ်ဒီလိုဆိုယောဂီတော့ညာမှာပါဟိုးယောဂီမျိုးတော့ညာလိမ့်မယ်မထင်နဲ့ဆရာတော်ကြီးမျိုးလည်းညာလိမ့်မယ်မထင်နဲ့ဟုတ်ဗျာနည်းနည်းခိုင်းစားမှာဗျာဟင်ညမတတ်နိုင်လို့တော်ပြီးဗျာတတ်နိုင်ဘူးဗျာဆိုခွေအိမ်မှာဒါတောင်သူကထိုင်တော့မယ်မဖြစ်လားဒီကောင်လို့ခိုင်းမယ်ဒါတော့ထိုင်တော့ဒီမဖြစ်လားဒီကောင်လို့ဆက်ခိုင်းတယ်ဟင်တို့ရတာကိုပိုင်နေထင်လို့ညားနေတာဟင်တို့မခိုင်းသူခိုင်းတာပေါ့မှာပေါ့ဟုတ်ကလားတို့ခိုင်းမခိုင်းကိလေသာခိုင်းတာဆိုပြီးခိုင်းတာဒုက္ခမယ်ဟုတ်ကလားဗျာအဲ့တော့တို့ကဒီဟိုဘက်ကကိလေသာဘက်ကဆွဲပြီးဘက်ကတွင်းကြီးမကြီးရက်ကကြာနေရင်ဟုတ်ကလားဒီကမဆိတ်ဘက်ကတစ်ပြက်ကလည်းပြင်းနေလဲရမယ်ဗျဟုတ်ကလားတို့ကဒီနေ့တဖွားဖွားနဲ့ကြာနေတာကြီးမကြတဲ့အချိန်ရှိသေးလားမရှိပါဘူးအဲ့တစ်ပြက်ကလည်းတွင်းလဲရမှာဗျတခါတလေညမကြီးရက်တွေကဒဇာကြီးတပြင်းကြီးဖြစ်နေရင်ဘယ်ရောညာရောက်ကိုစွန့်နေကိုဘယ်ပြန်ညာပြန်ဟာလဲရတာရှိလို့ထင်မဗျာဟုတ်ကလားဟင်မနိုင်တော့လို့တောထူနေရင်အဲ့လောက်တော့လဲရတယ်ဗျခုကတစ်ချက်လဲလာဘယ်လိုဘယ်ဆုံးလဲလာဟင်ဟုတ်ကလားဟင်တပည့်ဆံကတူလားရှည်လားဟုတ်ကလားဟင်တို့တပည့်ဒီလေဟုတ်ကလားဗျအဲ့တော့အသွားနဲ့အတာတူတော့ဘုရားကလည်းကံနဲ့ဆန္ဒရှိရင်တော့ဂျာပါရလည်းလာမှထင်နေအဲ့လူချင်းသိရှိရင်မဆင်ခြင်လို့ဝင်မှာပဲဟုတ်ကလားဗျဘုရားကလည်းနှစ်ဦးပဲဒီဘက်ကလည်းဝိတ္တရှိရင်ဝိသရာရှိရမယ်ဟုတ်ကလားဝိသရာနဲ့ဝိတ္တဒီဘက်ကလည်းခေါင်းဆောင်နှစ်ဦးပဲဘုရားကလည်းခေါင်းဆောင်နှစ်ဦးပဲဗျဟုတ်ကလားဗျအဲ့ဒီမှာတို့ထုတ်စီးတိုးတာတော့တွေ့ဘူးဟင်ဟိုဘက်ငါဒီဘက်ငါတွေ့ဘူးလိုက်တွေ့ဘူးတဲ့အဲ့တော့ဟိုဘက်ကလည်း9ယောက်ခေါင်းဆောင်ကနေ1 2 3 4 5ထင်လေဒီဘက်ကလည်းဒီတိုင်းနဲ့1 2 3 4 5ပဲဗျဟုတ်ကလားတို့ဘက်ကနေပြောဝိတ္တဇံဘက်ကနေပြောရင်ဝိတ္တကသူကကြံရည်ဖန်ရည်ရှိတဲ့ပုဂ္ဂိုလ်ထင်တယ်ဟဲ့အဲ့တော့သူ့ကိုတားမဲ့ပုဂ္ဂိုလ်ကထိနာမိတာနဲ့တားမှာနော်ထိုင်နေပြင်းမှုနဲ့မှဒီဝိတ္တကိုအချိန်တတ်ဖို့ရတယ်ထိုင်နေပြင်းမှုတစ်ခုပဲရှိကျန်တဲ့ခဏဒီဝိတ္တကိုတော့တတ်လို့မရဘူးဟင်စိတ်မပါလည်းမပါမှုထိုင်နေပြင်းမှုထိနာမိတာနဲ့ဝိတ္တဟာဆန့်ကျင်ဘက်ခဏတော့ဟုတ်လားဟိုမှာဟိုထုတ်ပြီးတော့လဲဟိုတယောက်နဲ့တယောက်ဟိုစီမှာစီတိုးသူနဲ့စီသူအဲ့ဒီတိုင်းပဲဟုတ်ဗျာဟင်ပြီးတော့ဝိသရာဆိုတဲ့ကတ်သုံးတမှုနဲ့ကတ်သုံးတမှုကကွာမတော်အောင်တယ်ဟဲ့ဟိုဘက်ကအတားဘက်ကဝိသိကိစ္စဒီဟာသိလေအဲ့ဒီဟာသိရှိရင်ကတ်လို့ရပါဦးမလားဟဲ့ဆိုကနေမှကတ်လို့မရဘူးအဲ့ဒါခဏဟိုဘက်ကဒီဝိသရာကိုတောင်းယူသားမှာဝိသိကိစ္စဒီဟာသိတဘောပေါက်လားသူ့သားနဲ့သူသွားလေဟင်ပြီးတော့တို့ဒီဘက်ကမြို့ကိုလိုကလေးပေါ်မြို့လိုအာရဖိကပီတိထင်ဟဲ့ဟိုဘက်ကသူ့ရဆန်းရင်တဲ့ဗျာပါဒဟုတ်ကလားဗျာပါဒဆိုရင်နှလုံးမသားသိဖြစ်နေဒီပီတိစိတ်ကဘယ်လိုလုပ်ပေါ်မှာလဲတော့အဲ့တော့ပီတိစိတ်ကိုတားဖို့စီးဖို့နိုင်နေတဲ့အားကောင်းတဲ့သူကြည့်ရင်ဗျာပါဒခဏတော့အဲ့ဒီဗျာပါဒစိတ်ရှိနေတယ်များဘယ်တော့မှပီတိမတက်နိုင်ဘူးအဲ့ဒါတားထားသူ့သားနဲ့သူမှတ်ခဲ့ခင်ဗျားတို့ဟုတ်ကလားပြီးတော့ဒီဒုက္ခသူဟာမပင်မပန်းဆင်းရဲတာထင်တယ်ဟဲ့အဲ့ဒီမပင်မပန်းဆင်းရဲတာလေးလေ
သူ့တားနိုင်ဖိနေတဲ့အားရှိတာဒီဥဒိတာကိုစားတော့ပြန်သိနေပူစိတ်အဲ့ပြန်သိနေပူစိတ်ဖြစ်နေတယ်များခင်ဗျားတို့ဘယ်လိုလုပ်တယ်မပင်ပပန်းချမ်းချမ်းတာဖြစ်နေမှာလို့အဲ့တော့မပင်မပန်းချမ်းချမ်းတာမဖြစ်နိုင်တာဒီပူစိတ်နဲ့ပြန်စိတ်ခင်ဗျားတို့တားနေတယ်ဟုတ်ကလားပြုဟင်ခင်ဗျားတို့ကမဟိုတက်တာလေးနဲ့မပင်မပန်းချမ်းချမ်းတာလားသူဝင်လာဝင်လို့သူထွက်တာထွက်တယ်လို့အလိုက်တင်လေးမှတ်လို့မရတာဘသူကြောင့်တော့ဒီပြန်သိနေပူစိတ်ဒီတစ်ခုကြောင့်တတူတာနဲ့သူသွားပဲဟုတ်ကလားဗျာအဲ့တော့ကျွတ်တို့ဒီမှာတခုဒီရောစိတ်ဆိုတာဧကဂရာထင်တယ်ဟိအဲ့ဒီတခုဒီရောဆိုတာဧကဂရာဟိုဘက်ကဒီတခုဒီရောစိတ်မဖြစ်အောင်တားဖို့ကလူချင်းစိတ်ကာမိဆန္ဒခေါင်းဆောင်ကတောင်တားလိမ့်မယ်သူဟုတ်ကလားဟင်တို့လူတွေကြီးရှိနေရင်ဘယ်လိုလုပ်တည်လို့ရမှာတော့ဟိုကဒါနဲ့အားမရဟိုစက်ဒီစက်နဲ့သူကလိုက်မှတယ်ဟိဒီရှုပ်တဲ့တွေ့နေတာလေးဆိုရင်ဟိုဒီတဲ့ကကောင်းလို့ရှေ့ကတမျိုးတွေ့နိုးနဲ့ဟင်ခဏဆန္ဒကဟင်ဒီသိမဖြစ်အောင်တခုဒီတော့စိတ်မဖြစ်အောင်သူကတောင်းယူတားလိုက်နေဟင်အဲ့ဒီယောဂီတယောက်ဘယ်လိုလုပ်သွားနိုင်မှာမလားဟင်တို့ထုတ်ပြီးတို့ဆိုရင်တော့ဟိုဘက်ကတယောက်ချင်းနဲ့လုပ်လို့တခုပဲမိလိုက်ပေါ်ဟဲ့ဟုတ်ကလားဆိုပါတော့ဗျာဒီဘက်ကတိုးနေတဲ့ဟာခေါင်းဆောင်ကဝိတက်ခင်ဟိဟိုဘက်ကထိုင်းမင်းကြီးမှုတခုကပဲပုတ်မိသွားပါဦးဟင်ပုတ်မိပါရင်ဘယ်လိုလုပ်ဒီဘက်ကဟင်မတို့နိုင်ကိုရှုံးသွားတာထင်ဟင်တယောက်ကိုပုတ်မိရှုံးသွားတာမဟုတ်လားအဲ့တော့ချင်းမမိတာကဝိတက်ကိုပဲပုတ်မိဟုတ်ကလားဝိသိကိစ္စကဟိုတို့ဝိသရာကိုပဲပုတ်မိဟုတ်ကလားဗျာယာပါရနှလုံးမသားမှုကပီတိကိုပဲပုတ်မိငါကိုတစ်ခုခုပုတ်မိရင်တသွင်းရှုံးလာတယ်ဟဲ့ရှုံးလို့ရှိရင်တော့အသွာသမားဒီအတားနေရကနေ၍ဟုတ်ကလားအတားသမားကအသွာဖြစ်နေသွားရောအိမ်ရောက်အောင်ဟုတ်ဗျာအဲ့ဒါကြခင်ဗျားတို့ခံစစ်ဖြစ်တော့မှဖြစ်တယ်ဟဲ့ဟုတ်ကလားဟိုမာစီမာတော့ပြောတာပေါ့ပါတော့ကိုလောက်တာကိုမှတ်ယောဂီအဲ့တော့ယဟန်တော်တပါးမှခိုင်းတော့သူကလည်းဟိုသာမန်ခန်းနေတော့တရားကမရဘူးမတက်ဘူးအဲ့တော့စိတ်ကောဗျာပါရဖြစ်ပြီးတယ်ပီတိရောဖြစ်ပါဦးမလားဒုက္ခရောဖြစ်ပါဦးမလားဧကဂရောဖြစ်ပါဦးမလားအဲ့တော့ပြန်ရင်ရိတ်ပေါ်လာတယ်ဟုတ်ဗျာဒီကာမိဆန္ဒကဟိုဘက်ကအပွားဖြစ်သွားပြီထင်တယ်ဒီဘက်ကတတိပဲလဲဟိုဒုဘက်ကအတားပြန်လို့ရမှာထင်တယ်အဲ့တော့ပြန်ရင်လည်းဆိုတော့စိတ်ကနောက်ဆုံးမသွားဘဲနဲ့အေးရလိတ်ချင်တဲ့ပဲရောက်သွားအဲ့တော့အေးရလိတ်ချင်တယ်အဲ့တော့လိတ်တယ်ဒါပြီးထိုင်းရင်လည်းထိုင်းတယ်ထွက်ချင်တယ်ထွက်တယ်အဲ့တော့ဘယ်လိုပြောတော်ဒီအသွားတွေတော့အတားအားကောင်းလာရအတားကသူထသွားပြလိမ့်တယ်ခင်ဗျားတို့ဟုတ်ကလားဗျာအသွားနဲ့ဒါဆိုတော့သံမင်းနိဗ္ဗာန်ဆိုတာပြောတာအဲ့ဒါသာတဲမထင်နဲ့ကြာတို့ယောဂီတွေကိုယ်တိုင်ခုလုပ်ထဲထဲမှာအဲ့နှစ်ခုရှိတယ်ဟင်ဒါတို့အလုပ်လုပ်တဲ့နေရာမှာအတားရဲ့အကြောင်းကိုယောဂီတို့သဘောပေါက်နေမှဟောဒါငါအတားတာပဲဒါငါတားတာပဲဆိုယောဂီတို့ကြော်လို့ရမယ်ကဲနာကြဆို